ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း9ရက်2013ခုနှစ်ဇူလိုင်လ12ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနစဝုသီရိဗိမာန်တော်အတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်ဓမ္မသဘင်အခမ်းအနားဝယ်မရန်ကုန်မြို့နယ်မစိုးရိမ်လမ်းသွယ်နှစ်အမှတ်70နှစ်ဖက်မိဖများအားယေရှု၍ဥဆိုင်ဖို့ချစ်ဒေါ်နန်းခမ်းလှိုင်ရွှေအလင်းအိမ်ကားစာပေမိသားစုသာသမီမြေမြင့်တစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်းနှစ်တရားအတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပံကောတိဟိပိယံပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနေယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေတွက်တဲ့ခြားတို့ဖြင့်တော်လဲအဘယ်မေယံရေတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်ပန်းခြင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်းနှစ်ပြည့်စုံတဲ့ချမ်းသာကြွယ်ဝတဲ့မင်းသားဘဝမှာ29နှစ်တိုင်လောင်းတော်သိတ္တထမင်းသားဟာစိစိဥစ္စာတွေနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားတိုင်းချမ်းချမ်းသာသာဘဝခရီးကိုပျော်ပျော်ပါပါမိသားစုဘဝနဲ့ဖြတ်ကျော်လာခဲ့ရပေမဲ့လို့သူစိတ်ထဲမှာထူးခြားတဲ့ဥတည်ချက်ရည်ရွယ်ချက်တစ်ခုကဖြစ်ပေါ်နေတယ်သူစိတ်ဓာတ်တွေဟာလူနာလူသေးယဟန်ဆိုတဲ့မြင်ကွင်း၄မျိုးကိုမြင်လိုက်ရတဲ့အချိန်ကစပြီးတော့တ
တာမန်ဘဝမှာကျင့်တတ်ခြင်းပျော်ရွှင်ခြင်းဆိုတာမဖြစ်လာတော့ဘူးခေါင်းထဲမှာဗာစဉ်းစားနေတုံးဆိုရင်ဗုဒ္ဓဘောဓိယဒီလိုဆင်းရဲဒုက္ခတွေကလွတ်တဲ့နိလန်းကိုငါသိအောင်လုပ်မယ်သိပြီးတဲ့အခါမှာအများတ attva တွေကိုလည်းပဲဒီလမ်းကြောင်းကိုသိအောင်ပြောပြမယ်ဗုဒ္ဓဘောဓိယငါကိုယ်တိုင်အမှန်တရားကိုသိပြီးတဲ့နောက်မှာအများတ attva တွေသိဖို့အတွက်ငါကြိုးစားမယ်ဆိုတဲ့စိတ်ဟာဖြစ်ပေါ်ပြီးတော့နေတယ်မုတ်တော်မောစီယလောကရဲ့အနှောင်ဖွဲ့တွေကအမှန်တမ်းကြီးမားတယ်မိသားစုအနှောင်ဖွဲ့စီစိန်ဥစ္စာဆိုတဲ့အနှောင်ဖွဲ့ပတ်ဝန်းကျင်ဆိုတဲ့အနှောင်ဖွဲ့တွေကနှောင်ဖွဲ့မသိလောက်အောင်တိမ်မွေ့နူးညံ့ပြီးရုံမထွက်နိုင်ကြဘူးအဲ့ဒီရုံမထွက်နိုင်လောက်အောင်နှောင်ဖွဲ့မိနေတဲ့အနှောင်ဖွဲ့တွေကငါလွတ်အောင်ကြိုးစားမယ်ငါလွတ်တယ်လို့တရားတွေကိုလည်းလွတ်စေရမယ်လွတ်အောင်ကြိုးစားမယ်ဆိုတဲ့အတွေးတွေခေါင်းထဲမှာဝင်နေတယ်ပေါ့တိန်နောတာရယဒီဘက်ကန်းဟာပြဿနာတွေအမတန်မှကြီးမားတယ်ဆင်းရဲဒုက္ခတွေနဲ့အမတန်မှများပြားတယ်မငြိမ်းချမ်းတဲ့တန်တရားဆိုတဲ့ဒီဘက်ကန်းကြီးကနေပြီးဟိုဘက်ကန်းကိုငါကူးနိုင်အောင်ကြိုးစားမယ်တရားတွေကိုလည်းငါနီးထပ်တူဟိုဘက်ကန်းရောက်အောင်ပို့ဆောင်မယ်ဆိုတဲ့ဒီရွယ်ချက်အတွေးတွေကသူ့စိတ်ကိုလွှမ်းမိုးထားတာဒါကြောင့်မို့29နှစ်တာကာလရခင်ကပျော်ပျော်ပါးပါးနေခဲ့တဲ့မိသားစုဘဝသူ့အတွက်မပြောနိုင်ဘူးတနေ့တာအချိန်ကုန်လို့ရှိရင်လည်းပဲဒီစိတ်တွေနဲ့ပဲအချိန်ကုန်သွားတော့နောက်ဆုံးမှာစိတ်ပြေလက်ပြောက်ရုပ်ပြင်ဘက်ကိုဥယျာဉ်နေရှုခင်းကောင်းတဲ့ဥယျာဉ်နေထဲမှာထွက်ပြီးတော့နေပေမဲ့လို့ဒီတွေးကခေါင်းထဲမှာမပြောက်ဘူးအဲ့ဒီအချိန်မှာမြို့တော်ကသတင်းတစ်ခုရောက်လာတယ်ဘာလဲလို့ဆိုလို့ရှင်ရတော်ရမိဖုရားကတားတော်လေးတစ်ပါးဖွားမြင်လာပြီဆိုတဲ့အကြောင်းသတင်းလာပို့တယ်သတင်းလာပို့လိုက်တဲ့အခါမှာလွတ်ခနဲ့သူ့နှုတ်ကဘာပြောလိုက်တုံးဆိုယာဟုဇာတောဗန္ဒနာဇာတံငါရဲ့လာဝန်းလို့ဆိုတဲ့ငါရဲ့စီမံချက်တန်တရားဟုတ်ကလွတ်ဖို့ဆိုတဲ့စိတ်ကူးရနေတဲ့လာပြီဝန်းကြီးတော့နှောက်ရှက်မဲ့ယာဟုဆိုတဲ့အတူနေနတ်ကြီးတော့ပေါ်လာပြီငါစိတ်ကိုနှောင်ဖွဲ့မဲ့ဟာတခုတော့ရောက်လာပြန်ပြီလို့စိတ်แท้ကဖြစ်ပေါ်လာတဲ့အတိုင်းရုတ်တရက်နှုတ်ကနေထွက်ပြီးတော့ညှီးတွားလိုက်တာဒါကလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုတုံ့ပြန်ပြောဆိုလိုက်တဲ့တခါယာဟုဇာတောဗန္ဒနာဇာတံယာဟုဆိုတာကြီးပေါ်လာပြန်ပြီနှောင်ဖွဲ့တွေရောက်လာပြန်ပြီလို့ဒီစကားပြောပြီးတော့ငြိမ်သက်နေတဲ့အနေအထားမှာလာပြီးတော့သတင်းပို့တဲ့မင်းစီတမန်တွေကမြို့ထဲပြန်သွားပြီးခမည်းတော်သုတ္တရဏမင်းကြီးစီဝင်ရောက်ခါစားတော့ခမည်းတော်သုတ္တရဏမင်းကြီးကငါသားကဘာပြောလိုက်တုံးလို့ဆိုတော့ယာဟုဇာတောဗန္ဒနာဇာတံလို့ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်ဆိုတော့သုတ္တရဏမင်းကြီးကအဲ့ဒီယာဟုဇာတောဆိုတဲ့စကားလုံးကိုယူပြီးတော့ငါမြေးတော်လေးကိုယာဟုလာလို့မှဲ့မယ်လို့ဆိုပြီးအမည်မှဲ့ပြီးသားဖြစ်သွားတယ်ပေါ့တကယ်ကတော့ညီးလိုက်တာပဲเนาะအဲ့ဒီစကားလုံးလေးကိုယူပြီးတော့အမည်နာမမှဲ့လိုက်တာအဲ့ဒီမှာစိတ်ထဲကပျော်ပိုင်းမှုမရှိဘူးနန်းတော်ကိုပြန်လာခဲ့တယ်ဖျားအလောင်းတိဋ္ဌထမင်းသားရဲ့မျက်နှာဟာအင်တမတီတီကြီးကြီးဖြစ်နေတော့မင်းသားရဲ့မျက်နှာကိုကြည့်နေကြတယ်သူ့ရဲ့အချမ်းရံတွေက
ပြောလို့ပြောညာဆိုပြီးတော့အတိမဟုတ်ကခုံနေနဲ့ဘုရားလောင်းကိုဖြေပြောကြတယ်သူကောင်းတဲ့မှာတော့အမြဲတမ်းပဲငါမှန်သိအောင်လုပ်မယ်သိပြီးရင်တရားတွေကိုလည်းသိအောင်လုပ်မယ်ဆိုတဲ့အတွေးတွေကလွှမ်းမိုးပြီးတော့နေတော့သူတို့တီးတာမှုတ်တာတွေစိတ်မဝင်စားတော့မကြခင်ပဲငြိမ်သက်ပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကျတော့တိဋ္ဌရမင်းသားအိပ်ဆက်သွားပြီဆိုတိမုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့ရံရော်တွေချွေရန်သင်ပင်းတွေကအလုံးဟာအမျိုးသမီးတွေကြီးပဲနော်ခုခေတ်မှာအမျိုးသမီးဆိုင်ဝိုင်းပေါ်တာမဟုတ်ဘူးအဲ့ဒီမှာအမျိုးသမီးတွေကြီးပဲအကုန်လုံးတီးကြမှုတ်ကြဆိုကြကလာအကုန်လုံးအမျိုးသမီးတွေကြီးပဲကဲတိဋ္ဌရမင်းသားကျိတ်ဆက်သွားပြီအလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြတော့ဆိုပြီးတော့အကယ်၍များနိုးလာရင်ထပ်တီးဖို့ဆိုပြီးတော့ဒီအနေထားတိုင်းသူတို့လည်းတိမှုတ်နေတဲ့တူရိယာတွေကိုအသာလေးလက်နဲ့ဖက်ထားပြီးတော့လျှောင်းဆက်လိုက်ကြတယ်မကြခင်ပဲသူတို့လည်းညောင်းညာတော့အိပ်ပျော်သွားကြလျှက်စစ်မိမရှိတော့အဲ့ဒီအချိန်မှာစီမီးပဲထွန်းထားတယ်ပေါ့နန္တာစီမှာမိစာတက်ပြီးတော့ထွန်းတဲ့စီမီးတညာလုံးပေါက်ထွန်းတယ်ညာလုံးပေါက်ထွန်းတယ်မှုံပြအလုံးကိုမြင်နေရတယ်ပေါ့ညတကောင်နီးတဲ့အခါကျတော့အိတ်မောကျသွားတယ်တိဋ္ဌရမင်းသားကအရင်နိုးလာတယ်ရံရွေတော်တွေကတော့မောမောပန်းပန်းနဲ့အိတ်နေလိုက်ကြတာဟောက်တဲ့လူကဟောက်နော်အမျိုးစုံပါဇာကြီးတွေဟာပြီးတေးတွေကြနေတဲ့လူကချမြင်ကွင်းကအမျိုးမျိုးဖြစ်နေတော့ဖြတ်ခနဲ့နိုးလာတဲ့တိဋ္ဌရမင်းသားဟာရုတ်တရက်ထထိုင်မှုံပြမီးအောင်ထဲမှာသူ့ရဲ့ရံရွေတော်ဖြေပြောကြတဲ့အမျိုးသမီးတွေအိပ်ဆက်နေတာကိုကြည့်ပြီးသူ့စိတ်ထဲမှာသုတ်တန်ရောက်သွားတယ်လို့ခံစားရပြန်တယ်ပေါ့အဲ့ဒါကသူ့ရဲ့စိတ်ကိုချက်ချင်းနန်းတော်ကထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတယ်ဒါနဲ့အဲ့ရကထဟိုတစ်ဖက်ကတကားနာမှာအိပ်ဆက်နေတဲ့ဆန္ဒဆိုတဲ့သူ့ရဲ့အမတ်ကိုသွားနှိုးတယ်နှိုးလိုက်ပြီးတော့ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတစားဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာသားတော်လေးမွေးဖွားလာမတွေ့ရသေးဘူးရတော်ရနဲ့နေတာကနန်းပြတ်တဆောင်းစီနေတာအဆောင်ကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်ပဲဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့သားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ်အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရာအိတ်တဲ့အခါတကားပေါက်လေးကိုလှက်လိုက်တယ်တကားကိုဖွင့်ပြီးတော့သားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရာကသားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနန်းတော်ကဆင်းသွားလိုက်တာကနကမြင်းကြီးဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကနကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သစ်မျိုးတကားကလည်းပွင့်နေတယ်အဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညထဲမှာခရီးဘလောက်ပေါက်သွားသလဲဆိုတော့မြင်းကိုဒုံဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညထဲမှာယူဇနာ30ခရီးပေါက်သွားတယ်တယူဇနာကို10မိုင်နှုန်းတချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်ဖြတ်မြခြင်းအဖြစ်
12 မိုင်နှုန်းနဲ့ပဲ8 မိုင်နှုန်းနဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခရီးပေါက်သွားတယ်။နာနဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရေကောလိယရေမန္လတိုင်းရေတိုင်း3တိုင်းကိုဖြတ်ကျော်ပြီးတော့မန္လတိုင်းနေဆက်ကအနုပိယလို့ဆိုတဲ့တဲဥယျာဉ်နီးနားမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုကိုရောက်သွားတယ်။အဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကမ်းလည်းရောက်သွား။တောင်မြေပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာ။မနေ့မိုးလင်းကားစားလေးမှာတာကိယနေလဲလွန်သွားတယ်ကောလိယနေပယ်ကြီးကိုလည်းလွန်သွားပြီးတော့မန္လနေပယ်တဲ့အထိရောက်သွားပြီးအနောမမြစ်ကမ်းကိုမြစ်ကိုခတ်ချင်းချင်းဖြစ်တဲ့အနောမမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ကိုရောက်သွားတယ်။ရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကိုမေးတယ်ဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနောမမြစ်လို့ခေါ်ပါတယ်။အနောမရဲ့အဓိပ္ပာယ်ကမယုံညံ့ဘူးဆိုတဲ့အဓိပ္ပာယ်ဒီမြစ်မှာပဲဒီနေရာမှာပဲငါဟိုဘက်ရောက်သွားလို့ရှင်သူများနယ်ရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချုပ်ပြီးဒီအချိန်မှာမပြောင်းလင့်မဲနဲ့ဂတိကာရဗြဟ္မာကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပရိက္ခရာ8 ပါးရောက်ရှိပြီးတော့လာတယ်အဲ့ဒီအချိန်မှာမင်းသားအဝတ်တွေကိုချွတ်အဲ့ဗြဟ္မာကြီးကတဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မဟုတ်ခင်ဘာလုပ်လဲလို့ဆိုရင်မင်းသားတွေထုံးထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျက်နဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံးထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ထိုစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင်ကနေပြီးမို့ဆုချွန်ညွန်ကလေးဖြစ်ပြီးတော့နေတယ်ဆန်တုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သက်ပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သက်လောက်ပမာဏရှိတဲ့ဆံပင်ရဲ့ဖိတ်တောက်နေတဲ့အနက်ရောင်ကိုပါထည့်သွင်းပြီးတော့ဘုရားဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဏ္ဍာယူပြီးတော့ထုတဲ့အခါဘာဖြစ်နေတော့ဆိုစတုံးလေးလို့ဖြစ်တယ်အမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေအပေါ်မှာကပ်ပြီးဆံပင်ထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော်တချို့တော်မြင့်အောင်တောင်ထောင်းနေတယ်အခုဘုရားလောင်းကတော့တဘာဝကိုကစပင်ကပြေးကျမသွားပဲနဲ့ထောင်းနေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့စပင်ဟာတစ်သက်လုံးပြန်ပြီးတော့ဒီတဲ့ရှေ့တက်ပြီးတော့မလာဘူးလက်နှစ်သက်ပမာဏရှိတယ်သံမုတ်စိတ်တွေကလည်းထိုလက်နှစ်သက်နဲ့လိုက်လျောညီတဲ့ရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှခမ်းမွေးကာယာကြီးမပါဘူးနော်ရေးလေးပဲဖះလောင်းတော့အဲ့ဒါလို့သံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကာလကြာဘူးတဲ့ကရပြီဇမာကြီးတွေသိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွယ်မင်းသားဝတ်တွေကိုထုတ်ပြီးတော့ဆန္ဒကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္ဒကသူလည်းဝတ်ကျုံငယ်ပြူရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်မင်းလိုက်လို့မဖြစ်ဘူးတဲ့အိမ်ကိုပြန်ပြီးတော့ပြောအောင်တဲ့တရင်ပြန်ပို့လိုက်တဲ့ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တဲ့တရိษံဆိုတာလေဝမ်းနဲ့တတ်တယ်နော်တချို့ခွေးတွေဆိုလို့ရှိရင်သခင်ကိုခင်လို့သခင်တည်သွားရင်အဲ့ဒီသခင်
ညှုံနှံထားတဲ့မြေပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့တစ်ခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တယ်တိရစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တတ္တဝါတွေဟာလည်းပဲဒီတိုင်းပဲသူ့ရဲ့အရှင်သခင်ကိုအလုံးခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့်မျက်ရည်တွေတွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ကန္နကမြင်းကြီးဟာအဲ့နာပါပဲဘုံငနဲ့လဲသွားတယ်တည်သွားတယ်ပေါ့အဲ့ဒါဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်မြတ်ဗုဒ္ဓနဲ့ကန္နကမြင်းတို့ဤပြန်လည်ဆုံတွေ့ခံဆိုပြီးတော့ဟောထားတာတော့ရှိတယ်အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကန္နကမြင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့အဲ့တော့ကန္နကမြင်းကြီးတည်သွားတဲ့အခါကျတော့ဆန္ဒထုတ်ထမ်းပြီးသူတယောက်တည်းနယ်သုံးနယ်ကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်ဖះလောင်းတော်ကတော့တိဋ္ဌထယဟန်တော်သို့မဟုတ်ဂေါရမယဟန်တော်ဘဝနဲ့မန္တတိုင်းကအနုပိယလို့ဆိုတဲ့တရဥယျာဉ်ထဲမှာတပတ်လောက်ကြာတယ်အဲ့ဒီမှာနေထိုင်တယ်တဲ့အဲ့ဒီတပတ်လောက်ကြာနေထိုင်ပြီးတဲ့အခါမန္တတိုင်းကနေပြီးတော့ခရီးဆက်ပြီးတော့ထွက်သွားလိုက်တာဘယ်ကိုသွားတော့ဆိုတရားကျင့်တဲ့ပုဂ္ဂိုလ်တွေအလွန်ပေါများတဲ့မဂ္ဂရတိုင်းဘက်ကိုထွက်သွားရှုစနာ30ခရီးပဲကုန်းချောင်းသွားတယ်အဲ့ဒီကြတော့ရှုစနာ30ခရီးကိုလမ်းလျှောက်ပြီးတော့ကုန်းချောင်းခရီးနဲ့သွားလိုက်တာရာဇဂိုမြို့ရောက်သွားတယ်ပေါ့ရာဇဂိုမြို့ရောက်သွားတယ်မိုင်240ခရီးကိုကုန်းချောင်းလျှောက်တယ်ပေါ့ရာဇဂိုမြို့ရောက်သွားတဲ့အခါကျတော့နည်းနည်းမိုးတောက်တဲ့အချိန်မှာပါလာတဲ့သပိတ်ကလေးကိုလွယ်ပြီးတော့ဆွမ်းခံထွက်တယ်မြို့ထဲကိုဝင်ဆွမ်းခံတယ်အဲ့ဒါလို့ဆွမ်းခံတဲ့အချိန်မှာနန်းတော်ကနေပြီးတော့မြို့လမ်းမတွေကိုလှမ်းပြီးတော့ကြည့်နေတယ်ဗေမိတာရမင်းကအမှတ်မထင်ထူးခြားတဲ့ပုဂ္ဂိုလ်မြင်လိုက်တာမြို့သူမြို့သားတွေကလည်းအုံးချက်ဖြစ်လာတယ်ဘာလို့လဲဆိုတော့ဒီလိုဖိုင်စွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်တဲ့ပုဂ္ဂိုလ်တွေဟာများသောအားဖြင့်တက်ကြီးရွယ်အိုတွေများတယ်တက်ကြီးရွယ်အိုတွေများရုံနဲ့မကဘူးဆံမုတ်စိတ်တွေကလည်းထူလည်းဖြစ်နေဥပုံညစာချိုးသလိုပေါ့နော်ဆံကေတာလက်လေးသစ်မုတ်စိတ်မွေထူလည်းဖြစ်နေမဲညစ်တိစီဝရံတာတေလံအယုဆိုးအကြီးကြီးအကျစ်သိုးဆိုတာလို့ဖြစ်အဲ့ဒီလိုခေတ်ကဒါမျိုးတွေပဲများတယ်သို့တော့အခုလိုတန်တန်ပြန့်ပြန့်တန်တန်ရှင်းရှင်းနဲ့ရုပ်ရည်အစဉ်တတ်တတ်ပဲငယ်ငယ်ရွယ်ရွယ်လေးနဲ့သာသနာပေါ်ဝင်လာတယ်ဆိုတာအမှန်တမ်းထူးခြားတဲ့အနေအထားတစ်ခုဖြစ်တက်က29နှစ်ပဲရှိသေးတယ်လေအဲ့တော့ဗေမိတာရာကြီးကမြင်ချင်းရာဇဓမ္မနေကိုလွတ်တယ်အဲ့ဒီရာဇဓမ္မနေလွတ်တယ်ဆိုတာကိုပပိစ္ဆာသုတ်တံမှာပြောထားတာရှိတယ်နော်ပပိစ္ဆာသုတ်တံမှာပြောထားတာသူနာရှိတဲ့အမတ်တွေကိုမေးတယ်ဣမံဘွန်တော်နိတာမေထအဘိရူပောဗျာဟာရုစီရုပ်ကလည်းမတန်ချောတယ်ပြားဟာထောင်တော်မောင်းမောင်းရုစီလှပတင်းတယ်တဲ့ဟောဒီယဟန်ကိုကြည်ချစမ်းဟိုမှာကြည်စမ်းအရာကထောင်တော်မောင်းမောင်းရုပ်ဆင်းကလည်းမတန်လှတင်းအောင်တင်းနေရှိတယ်စရဏေနတ်တံပနောကိုချင်းတရားနဲ့လည်းပြည့်စုံပုံရတယ်သွားရလာတာကြည့်လိုက်ယုကမတ္တေနပိက္ခတိသူကဟိုတောင်ကြည့်မြောက်ကြည့်မကြည့်ဘူးဆွမ်းခံသွားတဲ့အခါမှာယုခမတ္တဆိုတာထဘိုးတပြန်လက်မှတတ်ဆင်ထားတဲ့ထမ်းဘိုးတပြန်4တောင်လူတွေရဲ့အတောင်နဲ့4တောင်လောက်အတိုင်းအတာတစ်ခုမှာမျက်လွှာချတယ်လို့ခေါ်တာပေါ့နော်
အဲ့ဒီသွားရလာတာလေဟိုကြည့်ကြည့်မကြည့်ပဲနဲ့မျက်လွှာချပြီးတော့တည်တည်ငြိမ်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ကြည့်ကြတာအောက်ခိတ္တစက္ခုမျက်လွှာချထားတယ်နော်နာယံနိစကုလမိဝါသူကြည့်ရတာတော့အောက်တန်းစားအမျိုးတွေကမဟုတ်ဘူးထက်တန်းစားတွေကဖြစ်လောက်တယ်ရာဇတုတာပိဋ္ဌဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအပိဋ္ဌဝန္တုဆိုပြေးပြီးတော့သွားကြပျောက်သွားလိမ့်မယ်မင်းတို့မပျောက်စိန်နဲ့မျက်ခြေမပြတ်စိန်နဲ့ပြေးလိုက်ကြလို့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအပိဋ္ဌဝန္တုဆိုပြေးသွားကြမြန်သွားကြကုဟိဘိက္ခုကမိတ္တိဒီကိုယ်တော်ဘယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကြဂေါရမယဟန်တော်လေးကဆုံးခံပြီးတဲ့အခါမှာသူစားလောက်ရုံလေးရားလိုက်တာနဲ့ပဲတပိတ်ကိုပိုက်ပြီးတော့မြို့ပြင်ထွက်သွားတယ်ရာဇဂိုမြို့ဆိုတာတောင်ငါးလုံးပတ်ရန်ထားတဲ့မြို့အဲ့ဒီထဲမှာဘယ်သွားတော့ဆိုပန္ဒဝဆိုတဲ့တောင်ခြေဘက်ကိုသွားတယ်ပန္ဒဝတောင်ရောက်တဲ့အခါကျတော့ပန္ဒဝတောင်ခြေမှာရေရလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပေးတာနောက်ကနောက်ရောက်ခံလိုက်သွားတဲ့ရာဇဓမ္မန်တွေကတွေ့တယ်တွေ့တော့ရာဇဓမ္မန်3ယောက်သွားတယ်3ယောက်သွားတော့တယောက်ကိုစောင့်ချထားပြီးတယောက်ကအနီးပါးမှာစောင့်နေပြီးတော့တယောက်ကအလယ်လောက်မှာမျက်ခြေပြတ်မှကြောက်လို့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်ဘေမိသာရမင်းကြီးစီသွားတဏှုတင်တဲ့အခါဘေမိသာရမင်းကြီးချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်နော်အဲ့ဒီဟာကိုဒီပပ္ပစ္ဆာသုတ်တံမှာဖော်ပြထားတယ်မနေ့ကပြောတဲ့ထဲမှာပါတယ်ဘေမိသာရမင်းကြီးကရုပ်ရည်ဆင်းအမတမလှပပြီးသူနဲ့တက်တူရွယ်တူမတိမ်မယေရဟန်းတော်လေးကိုတွေ့တဲ့အခါမှာစိတ်ထဲမှာခင်မင်လို့ဒီမှာတူတူနေကြရအောင်တိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်တူတူနေရအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်တဲ့အခါမှာလက်မခံမျိုးရိုးမေးတဲ့အခါကျတော့ဟိမန္တာတောင်ခြေကတာဂဝေမင်းမျိုးကလာတယ်ဆိုတာကိုသူပြောပြတယ်မနေ့ကပြောတယ်အဲ့ဒါလို့ပဝိဇ္ဇာသုတ်တံမှာဖော်ပြထားတယ်ပြီးတော့ဒီလိုဖျားလောင်းတော့တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကသုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့စัจ ကြောင်းပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်နေနဲ့ပြောမယ်ဆိုရင်autobiography လို့ပြောဘုရားကိုယ်တိုင်ပြန်ပြောတာအထက်ကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဘုရားကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူသာသနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရဟန်းဖြစ်လာပုံအချင်းရာပြောပြထားတဲ့အဲ့ဒီမှာသစ္စကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတယ်အဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင်သူဟာတရားဥတရားမြတ်မရခင်အချိန်တရားဥတရားမြတ်ကိုရှာဖွေနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတော့ဆိုတော့တမ္ဘာဒောခရဝတောမိသားစုနဲ့နေတဲ့ဘဝဟာအလွန်ကျဉ်းမြောင်းတယ်ကြက်တဲတယ်ကျဉ်းကြက်တယ်မွန်းကြက်တယ်ပေါ့မိသားစုကိစ္စတွေဟိုကိစ္စဒီကိစ္စတွေနဲ့မွန်းကြက်တယ်တရားအထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရဇပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစု life ဆိုတာမွန်းကြက်နေတာပဲအဘောကတောပပိစ္ဆာယဟန်ဘဝတိတာလင်တကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာလွင်မြင်ကြီးနဲ့အလားတရတူတယ်
နာယိတံဒုက္ကရံအခါရံအစ္ဆဝတ္တတာမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြဟ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာပြည့်ပြည့်ဝဝကျင့်ဖို့ဘယ်လို့မှမလွယ်ကူဘူးပြည့်ပြည့်ဝဝကျင့်ဖို့မလွယ်ဘူးဒါကြောင့်မို့လို့သမုတ်စိတ်ရိပ်ပယ်ပြီးတော့ဖိုင်စွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်ယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပေါ်လာခဲ့ဘူးတယ်လို့ဟုတ်ဒါဘုရားကိုယ်တိုင်ပြန်ပြီးတော့မိန့်ချတဲ့စကားတစ်ခုအဲ့ဒီလိုတွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထွက်ခန်းဆိုပြီးတော့ဘုရားဝင်နေမှာရေးတာပေါ့ဒေါထွက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုဆုံးလိုက်တယ်စီဝါဥစ္စာတွေအားလုံးကိုစွန့်လိုက်တယ်အခွင့်အရေးတွေအားလုံးကိုစွန့်တယ်စွန့်ပြီးတော့တရားဓမ္မရှာဖွေမယ်ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးထွက်ခွာလာအဲ့ဒီမှာမြတ်စွာဘုရားကသူသာသနာပေါင်းဝင်ရောက်လာပုံရဟန်းပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးဗာပြောတော့ဆိုအကမကဏံမာတာပိတုနာအတုမုခန္နရုဒ္ဓန္တာနာဆိုတဲ့စကားလေးပါအကမကဏံမာတာပိတုနာမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူးဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခယန္နာမမြဲရည်တွေနဲ့ရုထန္တနှုတ်ကလည်းထုတ်ပြီးတော့အတန်ထွက်ပြီးတော့ငိုကြွေးနေကြသားလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲသမုတ်စိတ်ပယ်ပြီးသင်္ကန်းဝတ်ခဲ့တယ်လို့မြတ်စွာဘုရားဒီလိုပြန်ပြောတာဒီနေရာလေးမှာနိုင်ငံသားစာဖတ်တဲ့ပုဂ္ဂိုလ်တွေကမြန်မာတွေတွေးသလိုမတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်းဘုရားလောင်တော်ထက်တဲ့ဟာဒီညာကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတော့ထွက်လာတာမဟုတ်ဘူးသူတို့ကမိဘတွေငိုးနေတော့ထွက်တာမဟုတ်ဘူးညာကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုးနေတော့အိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာဘုရားလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုးချမ်းရစ်တယ်လို့ဒီလိုတော့ပြောလို့မရဘူးလားဆိုရတယ်ညတကောင်ကပျောက်သွားတဲ့သားကလေးမနဲ့မိုးလင်းတဲ့အခါမိဘတွေဟာငိုကြွေးဒီနေရာမှာလဲမာတာပိတုနံဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်မေတော်ကြီးမရှိတော့ဘူးဖွားပြီးတော့9ရက်အရာမှာပဲမေတော်မာယာနိုင်ရဆန်သွားတယ်သို့တော်ဒီစာပိုက်မှာမိဘနှစ်ပါးငိုကြွေးနေထုံးသင်္ကန်းဝတ်ခဲ့တယ်ဆိုစကားအရာပြောမယ်ဆိုရင်ရှိနေသေးတယ်လို့တချို့တွေးကောင်းတွေးပြီးလိုက်ပဲသို့တော်လည်းမိတွေတော်ခေါ်ရမီဟာမေတော်အရာမှာဖြစ်လို့စကားပြောစဉ်အတိုင်းမလိုလားတဲ့မိဘတွေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အချိန်မှာသာသနာပေါင်းဝင်လာတယ်ဆိုလိုတာကမိဘတွေကသင်္ကန်းမိုးစေခြင်းလို့အချိန်ချင်းတားခဲ့တယ်အချိန်ချင်းတားတယ်လေချိန်ချင်းတားတဲ့ဂျားတွေကပဲတိတ်တဆိတ်နန်းတော်ကထွက်သွားတာကိုအဲ့ဒါကြောင့်မလို့ဒီစကားမျိုးကိုဒီလိုပြောတာအတိပ္ပယ်ယူရမှာကမိဘတွေကအချိန်ချင်းတားပြီးမလိုလားတဲ့သာသနာပေါင်းဝင်ရောက်ပြီးဘုန်းကြီးဝတ်သွားတာကိုမလိုလားတဲ့အချိန်မှာပဲသာသနာပေါင်းဝင်ပြီးတော့ရဟန်းခံခဲ့တယ်လို့ရဟန်းဖြစ်ခဲ့တယ်လို့ဒီလိုအတိပ္ပယ်ယူရမှာပဲအဲ့လိုအတိပ္ပယ်ယူမယ်ဆိုလို့ရှိရင်တော့မှန်ကန်တဲ့အတိပ္ပယ်ကိုရနိုင်ပါတယ်
ကောင်းပြီအဲ့ဒါလို့ယဟန်ဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစီတောတမနောယဟန်ဖြစ်လာပြီးတဲ့နောက်မှာကိဉ္ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာနတ္တနာမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာရှားဖွေဖို့အနုတ္တရံသန္တိဝရပဒံပရိယေတမာနောတောထွက်လာပြီးတဲ့နောက်မှာရှားဖွေတာလေ့လာတာစူးစမ်းတာဘာလဲလို့ဆိုရင်ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှားဖွေလေ့လာတယ်အလွန်မြင့်မြတ်တဲ့အငြိမ့်ဓာတ်အတုမဲ့အငြိမ့်ဓာတ်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှားဖွေတယ်အဲ့ဒီရှားဖွေဖို့အတွက်မိသားစုဘဝကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာလို့ဒါမြတ်စွာဘုရားကိုယ်တိုင်သစ္စကကြီးနဲ့တွေ့တဲ့အခါမှာပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒီလိုနဲ့ဝတ်လာတဲ့အခါမှာဘယ်လိုအချိန်ဝတ်လာတော့လို့ဆိုအရွယ်အနေနဲ့ဖော်ပြတဲ့အခါမှာခဏလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်မြင်မြင်ဆွတ်လုပ်လာတယ်အဲ့ဒီအချိန်မှာတဟရောဝတမနောအရွယ်ကအမတမငယ်သေးတယ်တုနုပြိုပဲရှိသေးတယ်ကာလခေတောစပင်ကအနဲ့ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြလိုက်တာနဲ့မနဲ့တော့နော်ကာလခေတောနက်မှောင်တဲ့စပင်ရှိနေတဲ့အချိန်ဗတ္တရေနယုဗနေနအရွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ်အရွယ်အလွန်ကောင်းပြီးတော့နော်ပထမေနဝယတာလူရဲ့အရွယ်သုံးပါပေါင်းလိုက်လို့ရှိရင်ပထမအရွယ်မှာပဲရှိသေးတယ်အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်နောက်ထပ်ဒုတိယ33နှစ်ကျတော့66နှစ်ထိပေါ့ဒုတိယ33နှစ်ကဒုတိယအရွယ်66နှစ်ကနေ68နှစ်ကနေပြီးအထက်ကျတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ်တရားရန်ကို3ပိုင်းပိုက်လိုက်တာ33ခုစီပိုင်းလိုက်တဲ့အခါကျတော့လားတရားပြည့်ဖို့တစ်ခုပဲလိုတာကိုအဲ့ဒါလို့လူတွေရဲ့အရွယ်3မျိုးကိုပိုင်းထားတဲ့ထဲမှာဘုရားလောင်တောထွက်ပြီးတော့ယဟန်ပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝဇာကြောင်းကိုပြန်ပြောတဲ့ထဲမှာဒါပါတယ်ပေါ့ပထမေနဝယတာပထမအရွယ်မှာပဲမိဘတွေကမလိုလားတဲ့အလုပ်တစ်ခုကိုသူဟာလုပ်လာခဲ့တယ်လို့သူပြောတာအဲ့ဒီလိုလုပ်ပြီးတဲ့အခါရဟန်းဘဝလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမြတ်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလေ့လာအဲ့တော့ရာဇဂြိုလ်ပြည်ရောက်တဲ့အခါမှာရာဇဂြိုလ်ပြည်မှာတရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေတော်တော်များတယ်မကရာတိုင်းမှာဒါကြောင့်ရာဇဂြိုလ်ပြည်လည်းရောက်ရောအဲ့ဒီအချိန်မှာနာမည်ကြီးနေတာဘယ်သူတုံးလို့ဆိုတော့အာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့နာမည်ကြီးတယ်ဒါကြောင့်မို့ဘုရားလောင်အရှင်ဂေါရမယဟန်တော်လေးဟာအာလာရကာလမဆိုတဲ့ဆရာကြီးစီသွားတယ်ရောက်သွားတဲ့အခါကျတော့ခွင့်တောင်းတယ်ဆရာကြီးရဲ့အကျင့်တရားမှာသူ့ရဲ့သာသနာမှာဝင်ရောက်ပြီးတော့လေ့လာခွင့်ကျင့်သုံးခွင့်ပေးပါလို့ဆိုတော့ဟောလောလကူနဲ့ခွင့်ပေးတယ်ခွင့်ပေးပြီးတော့ပထမသင်ယူရတယ်သူ့ရဲ့ယူဝါဒတွေယူဝါဒသင်ယူလိုက်တာဒီအရှင်ဂေါရမဖះလောင်းတော်ဟာညာအမတမထက်တာဖြစ်လို့ခဏအတွင်းပဲသူသင်ကြားပို့ချချက်တွေအကုန်လုံးနှုတ်တက်ဆောင်နိုင်သွားတယ်ပေါ့အကုန်လုံးရသွားတယ်
ရသွားတော့သူနဲ့တန်းတူသင်ယူနေကြတဲ့အာလာရကာလမရဲ့တပည့်တွေအားလုံးဟာစာပေကိုအလွတ်ရွတ်နိုင်ုံလေးနဲ့ပဲတပ်ပြီးဆိုတဲ့အနေအထားမျိုးသိတယ်ဆိုတဲ့အနေအထားမျိုးပြောနေကြတဲ့ပုဂ္ဂိုလ်လေးကြီးပဲရှင်ဂေါတမကစဉ်းစားတယ်ဒီအာလာရကာလမဆရာကြီးဟာဒီတရားဓမ္မတွေကိုသိယုံသိတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးပြီးတော့ထူးခြားတဲ့တရားဓုတရားမြတ်ဒီကျင့်စဉ်တိုင်းသူအောင်မြင်ပြီးသားဖြစ်ရမယ်ယုံကြည်ချက်တတ်နဲ့တော့သူလုံးတာမဟုတ်တော့ဘူးလက်တွေ့ကျင့်သုံးပြီးသူပေါရောက်အောင်မြင်မှုတော့ရှိရမယ်ဆိုပြီးအာလာရကာလမယတိတာဆရာကြီးထံချင်းကပ်ပြီးတော့မေးတယ်ဘယ်အဆင့်ထိအောင်လက်တွေ့ကျင့်သုံးပြီးပြီလဲလို့ဆိုတော့အာကိဉ္စညာယတနာဇံလို့ခေါ်တယ်နော်ရူပဝဆရဇံ၄ဆင့်ပြီးတဲ့နောက်မှာအရူပဇံ၄ဆင့်ရှိတဲ့ထဲမှာပထမဆင့်ကအာဂတနေစာယတနာဒုတိယအဆင့်ကဝိညာဉ်ယတနာအာကိဉ္စဝိညာဉ်စာယတနာတတိယကအာကိဉ္စညာယတနာလို့ဆိုတယ်အလုံး9ဆင့်မြောက်ဟောရောက်ပြီးပြီလို့ပြောလိုက်တယ်ပြောလိုက်တော့ဘုရားလောင်းလေးဒီယဟန်တော်ရှင်ဂေါတမဘယ်လိုစဉ်းစားတော့ဆိုဒီဆရာကြီးမှသာယုံကြည်ချက်ရှိတာမဟုတ်ဘူးငါမှလည်းယုံကြည်ချက်ရှိတယ်ဒီဆရာကြီးကသာကြိုးပမ်းအထောက်မှုရှိတာမဟုတ်ဘူးဝိရိယရှိတာမဟုတ်ဘူးငါမှလည်းဝိရိယရှိသူ့မှသာခိုင်မာတဲ့တတိရှိတာမဟုတ်ဘူးငါမှလည်းတတိရှိတယ်သူ့မှသာစိတ်တည်ငြိမ်မှုတမာတိရှိတာမဟုတ်ဘူးငါလည်းရှိတယ်ဒီဆရာကြီးမှသာပညာရှိတာမဟုတ်ငါလည်းပညာရှိတယ်သူရောက်တဲ့အဆင့်ကိုငါရောက်အောင်ကြိုးစားမယ်ဆိုပြီးသင်ပြထားတဲ့နိစ္စနဲ့တိုင်းကျင့်လိုက်တာမကြခင်ပဲအာကိဉ္စညာရဏဇံထီအောင်ပေါရောက်သွားတယ်တဲ့ပေါရောက်သွားတဲ့အခါအာလာရကာလမယတိကြီးထံသွားပြီးတော့ဆရာကြီးသိတဲ့တရားအာကိဉ္စညာရဏဇံဒါပဲလားလို့ဆိုဟုတ်တယ်အဲ့တော့သူလည်းရပြီဆိုတော့ဆရာကြီးကသိသဘောကျသွားတယ်သဘောကျသွားတော့သူ့ကိုဖိတ်ခေါ်တယ်တို့ရဲ့ဒီအာလာရကာလမခိုင်းကြီးကိုနှစ်ဦးတူတူလက်တွဲပြီးတော့ဆက်လက်ပြီးတော့ခိုင်းကြီးပွားအောင်လုပ်ကြရအောင်နော်သူနဲ့လက်တွဲပြီးတော့ဒီမှာပဲတပည့်တွေကိုတောင်းတင်ဆုံးမတဲ့ဆရာလုပ်ကြရအောင်လို့ဖိတ်ခေါ်တယ်အဲ့ဒီခေတ်ကတကယ်သူတော်ကောင်းကြီးတွေနော်ငါအဆင့်ရောက်လာရမလားခုမှရောက်တာမှမကြသေးဘူးငါအဆင့်ရောက်လာရမလားလို့ jealousy မဖြစ်ဘူးခုခေတ်ဆိုရင်တော့ jealousy ဖြစ်မှသိကြတယ်ပေါ့အဲ့ဒီခေတ်က jealousy မဖြစ်ဘူးတကယ်သူတော်ကောင်းကြီးအာလာရကာလမတကယ်သူတော်ကောင်းကြီးမို့ဟာသူသိတဲ့တရားတွေယဟန်ဂေါတမလည်းသိတယ်ငါနဲ့ယဟန်ဂေါတမတူတူပဲလို့ဆိုပြီးတော့ဓာတ်တူထားပြီးအတူလက်တွဲပြီးတော့သာသနာပြုချအောင်လို့ဖိတ်ခေါ်လိုက်တဲ့အခါဘုရားလောင်းလေးကစဉ်းစားတယ်အာကိဉ္စညာရဏဇံဆိုတာအာကိဉ္စညာရဏဘုံလို့ဆိုတဲ့ရုပ်မဲ့ပြမတစ်မျိုးပဲဖြစ်ဖို့ရှိတယ်တန်တရားဟုတ်ကလုံးဝလွတ်တဲ့အဆင့်မဟုတ်ဘူးဒါကြောင့်မို့လို့ငါလိုချင်တဲ့အဆင့်မဟုတ်သေးဘူးဆိုပြီးတော့အဲ့ဒီမှာစာပေကမြတ်စွာဘုရားသုံးတဲ့စကားလုံးကဘယ်လိုသုံးလို့ဆိုအဲ့ဒီအာကိဉ္စညာရဏဇံတန်ဓမ္မအနလင်္ဂရိတဝါတတ္တမဓမ္မာနိဗ္ဗေစပက္ခမေဆိုလိုတာကအာကိဉ္စညာရဏဇံဆိုတဲ့တရားကိုအနလင်္ဂရိတဝါတာမန်ကြည့်မယ်ဆိုရင်တစားမစင်မဲလို့ဒီလိုအဓိပ္ပာယ်မျိုးယူရမလို့ဖြစ်တယ်သို့တော်လည်းပဲအနလင်္ဂရိတဝါဆိုတဲ့စကားကိုအထက်ကရာဆရာဖွင့်တဲ့အခါကျတော့ဘယ်လိုဖွင့်တော့ဆိုအနုအလံဂရိတဝါအချိန်ချင်းအထက်ထစိတ်ထဲကနေပြီးဟာဒါအလကားပဲအလကားပဲဒီအဆင့်ဟာအလကားပဲအလံဆိုတဲ့စကားလုံးကသူကညင်းပယ်တဲ့စကားလုံးအင်္ဂလိပ်လို့ဆိုရင် no ပေါ့နော်ဒီအဆင့်ဟာအလကားအဆင့်ပဲအချိန်ချင်းအထက်ထစိတ်ထဲကနေညင်းပယ်ပြီးတော့အဲ့ဒီတရားကိုလက်လွတ်ပလိုက်တယ်
ဒီတဲ့အစင်မျက်နှာရှာအောင်မယ်ပေါ့ဆိုပြီးတော့အလရကလမယတိကြီးရဲ့ဖိတ်ခေါ်မှုလက်မခံမဲနဲ့နောက်ဥဒကရမဗုဒ္ဓအတိုင်းဝိုင်းသူ့ရဲ့ခိုင်းအုပ်စုဘက်ကိုဆက်လက်ထွက်ပြီးတော့သွားဥဒကရမဗုဒ္ဓယတိကြီးနဲ့တွေ့တဲ့အခါမှာလဲတတ်သွားပြီးတော့ခုနလိုပဲစဉ်းစားပြီးဒီနည်းစနစ်တိုင်းကျင့်ကြံကြိုးကိုအထောက်လိုက်တဲ့အခါမှာနေဝတင်ညာနာတင်ညာယရဏဇံလို့ဆိုတဲ့တမဘတ်၈ပါးလမ်းဆုံးထိတ်ဆုံးထိအောင်ရောက်သွားတယ်အဲ့ဒီထိတ်ဆုံးထိအောင်ရောက်တယ်ဆိုတာရာမဆိုတဲ့ဆရာကြီးတူပဲရောက်ဖို့တယ်ဥဒကတောင်မှမရောက်ဘူးသေးဘူးတဲ့အဲ့ဒီမှာသူ့ကိုသင်ပေးတဲ့ဥဒကဆရာကြီးကတောင်အဲ့ဒီကိုမရောက်သေးဘူးသူ့ရဲ့ဆရာရာမဆိုတဲ့ဆရာကြီးကသာနေဝတ္တညာနာတညာရဏဇံထိလက်တွေ့ပေါက်ရောက်တာဖះလောင်းကမကြခင်မဲ့အထုတ်လိုက်တဲ့အခါနေဝတ္တညာနာတညာရဏဇံဆိုတဲ့အဆင့်အမြင့်ဆုံးကိုရောက်သွားတဲ့အခါဥဒကရမဗုဒ္ဓထံချင်းကပ်ပြီးတော့ပြောတဲ့အခါကျတော့အံ့ဩသွားတယ်သူ့ဆရာကြီးရောက်တဲ့အဆင့်ကိုရောက်နေတာဆိုတော့သူလည်းဂျယ်လစီမဖြစ်ဘူးတော်လိုက်တာဆိုပြီးတော့ဒီကိုင်းကြီးမှာဖះလောင်းကိုဆရာတင်နေသူဟာနော်ဆရာအနေနေပါဒီကိုင်းကြီးကိုအုပ်ချုပ်ပါသူတို့တောင်ဒီအဆင့်မရောက်သေးဘူးဆိုပြီးတော့ဖះလောင်းလေးကိုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုတဲ့အခါမှာလဲသူကစဉ်းစားတယ်နေဝတ္တညာနာတညာရဏဇံဆိုတာအရူပဘုံမှာပဲလမ်းဆုံးတယ်တန်တရားဟုတ်ကမလွတ်သေးဘူးဒီတဲ့အစမြင့်နဲ့တရားရှားရအောင်မယ်ဆိုပြီးတော့စိတ်แท้ကလက်မခံအနတ်လင်ကလေးတော်အကျဉ်းချင်းစိတ်แท้ကညင်းပယ်ပြီးတော့ဥဒကရမဗုဒ္ဓတို့ရဲ့ထံကနေပြီးတော့ထွက်ခွာသွားတယ်ဒီတော့တရားရှာနေတာချက်ချင်းတွေ့တာမဟုတ်ဘူးမကရတိုင်းရာဇဂိုပတ်ဝန်းကျင်မှာဆရာကောင်းနာမည်ကြီးတဲ့ဆရာတွေစီချင်းခတ်ပြီးတော့တရားရှာပထမဆုံးအလာရကာလမနဲ့တွေ့ဆုံပြီးတော့ပထမသင်ယူတယ်technique ကိုသင်ယူတယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးတယ်ပေါက်ရောက်အောင်မြင်တယ်အဲ့ဒါနဲ့မကျေနပ်တော့ဥဒကတို့ခိုင်းကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဥဒကဆရာကြီးစီကသင်တယ်လက်တွေ့ကျင့်သုံးတယ်အောင်မြင်ပေါက်ရောက်မှုရသွားတယ်ဒါကိုလည်းစိတ်ထဲမှာမကျေနပ်ဘူးဒီတဲ့ထူးခြားတဲ့တရားရှိရအောင်မယ်ဒါတော့တော့မဟုတ်သေးဘူးလို့ဆိုပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကနေထွက်ခွာသွားတော့ဘယ်ရောက်သွားတော့လို့ဆိုတော့ဥရဝေလာတောဘက်ကိုရောက်သွားတယ်နော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ဒီသစ္စကပရပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂရေတုအနုပုပ္ပေနစာရိကံစရမနောမဂရတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့ကျောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှစ်ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုယေနဥရဝေလာတေနာနိကမောတထဝတ္တရိဥရဝေလာတော်သေနာဆိုတဲ့ဏိကုံးရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလို့သေနာဏိကုံးရွာဆိုတာနှုတ်ကနာစွမ်းကတ်တဲ့သူစာတာတို့ရဲ့ရွာကိုရောက်သွားတာပြောတာနော်ဥရဝေလာတော်သေနာဏိကုံးရွာဘက်ကိုရောက်သွားတယ်ရောက်သွားလိုက်တဲ့အခါကျတော့အလုံးဗုဒ္ဓဂယာရောက်တဲ့ပုဂ္ဂိုလ်တွေတော့ရှိပါပေါ့ခဏခေတ်မြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့ခြေနေတွေအများကြီးပြောင်းနေပြီပေါ့အဲ့ဒီမှာဥရဝေလာတောနာမှာကြည့်တော့နေရာဌာနအနေထားတစ်ခုရသော်ဘုရားကပြန်ပြီးတော့ပြောထားတာဘာလို့ဆိုရမဏီယံဘူမိဘာကံဥရဝေလာတောကြည့်လိုက်ရတာမြေကလည်းပဲမြေပြအင်ဓမ္မပျော်မွေးเสียကောင်းတယ်ပျော်မွေးเสียကောင်းတယ်မြေပြင်ကလည်းပျော်မွေးเสียကောင်းတယ်ပါတာတိကံသဝနတန္တာတောလေးကလည်းလှတယ်နတိစတန္တန်တေနတိစတန္တန်တေမြည့်ရည်တွေကလည်းစီးနေတယ်မြည့်ရဲ့နာမည်ကိုတော့ဒီမှာထည့်ပြီးတော့ပြောမထားဘူးသို့သော
ပပိစ္ဆာတုံမှာတော့နေရင်စရာမြစ်လို့ထည့်ပြီးတော့ပြောတာနေရင်စရာမြစ်ဆိုတာမော်ရီညွန်းနေမရှိလို့ရေကအမတမကြည်တယ်ငါးလေးတွေကူးနေတာတောင်မြင်ရလောက်အောင်ရေကြည်တယ်လို့ဆိုလိုတယ်ပေါ့မြစ်ကလည်းပဲတသင်သင်စီးဆင်းနေတယ်သေတကံမြစ်ရည်လေးကကြည်ပြီးတော့ဖွေးနေတာသုပ္ပတိဋ္ဌာစိတ်ကန်းလေးတွေကလည်းအမတမတာယာလှပါတယ်၆ကဘာကြီးတွေမဟုတ်ဘူးမြစ်ထဲကိုဆင်းမို့ရတောင်မြင်လေးနဲ့စိတ်ကန်းလေးတွေကလည်းအမတမကောင်းတယ်သုပ္ပတိဋ္ဌံရမဏီယတမန္တာသခောစရကာမံပဝန်းကျင်ကလည်းဆွမ်းခံရွာတွေရှိတယ်အဲ့တော့ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အခါအမတမပြည့်စုံမြေပြင်ကလည်းပဲညီညာတယ်ပျော်မွေ့စရာကောင်းတယ်တောအုပ်ကြီးကလည်းပဲကြည်နူးစရာကောင်းတယ်မြစ်ကလည်းပဲစီးဆင်းနေတယ်မြစ်ရေကလည်းကြီးနေတယ်ဖွေးနေတယ်စိတ်ကန်းလေးကလည်းအမတမတားရတယ်ပတ်ဝန်းကျင်မှာလည်းပဲရွာလေးတွေရှိတယ်ဒီနေရာဟာတကယ်ကိုတရားအထုတ်လို့ကောင်းတဲ့နေရာတစ်ခုပဲလို့စိတ်ထဲမှာဆုံးဖြတ်ပြီးဒီနေရာမှာပဲငါတရားကျင့်တော်မယ်လို့စိတ်ဆုံးဖြတ်ပြီးဥရဝေလာတော်မှာဖះအလောင်းတော်ဟာဆက်လက်ပြီးသတင်းသုံးတယ်ဆိုတဲ့အကြောင်းပြန်ပြောထားတယ်နော်ဒါ autobiography ထက္ကထာကရေးတဲ့စကားမဟုတ်ဘူးဖះကိုယ်တိုင်သူကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြတာအဲ့ဒါလို့အမတန်လှပတဲ့နေရာတစ်ခုကိုရွေးချယ်ပြီးတော့စိတ်ငြိမ်တဲ့တစ်ပင်အောက်မှာရောက်ရှိရင်ကနေပြီသူစဉ်းစားလာတော့ခေါင်းထဲမှာနှိုင်းရှင်စရာဥပမာလေးတွေပေါ်လာတယ်။ဘာတွေဥပမာပေါ်လာတော့ဆိုတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တော့မယ်ဆိုတက်တာ၃ချောင်းစဉ်းစားမိတယ်ပေါ့တက်တာ၃ချောင်းအချင်းနေချင်းမတူတဲ့တက်တာ၃ချောင်းတက်တာဆိုတာကျွတ်တင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ရှေးခေတ်တုန်းကမီးရဖို့ဆိုတာအမတန်မှမာကျော်တဲ့ဒုတ်ချောင်းနှစ်ချောင်းကိုပွက်ရတယ်နော်အောက်ကခံတဲ့ဒုတ်ချောင်းကိုပုတ်ခုံလို့ခေါ်တယ်အပေါ်ကနေပွတ်တဲ့ဒုတ်ချောင်းကိုတော့ပုတ်ကြီးလို့ခေါ်တယ်ပုတ်ခုံပုတ်ကြီးအဲ့ဒီဒုတ်ချောင်းနှစ်ချောင်းကိုပွတ်လိုက်တဲ့အခါမှာပူးလာပြီးတော့မီးဖြစ်လာတာရှေးကမီးရဖို့ဆိုတာတော်တော်ကြိုးစားရတယ်လို့သူတို့ပြောတာဒါကြောင့်မို့ကြိုးစားအထောက်မှုနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာမိဖို့ယောက်ျားပမာလာသူဆိုတဲ့ရှေးကကြပြစကားလေးတွေရှိတယ်ပေါ့အလုပ်လုပ်ပြီးဆိုရင်မိဖို့ယောက်ျားရဲ့ကြိုးစားမှုမျိုးနဲ့လုပ်ရမယ်နားလို့မရဘူးသူကခဏနားချထားရင်ပြန်အေးတော့မှလေဒုတ်ချောင်းတစ်ချောင်းကိုပို့လေပူလေပိုးပူလာတဲ့အချိန်လေးမှာမိဖြစ်မှာကိုရထားလိုက်လို့ရှင်ပြန်အေးတော့မှမရဘူးအဲ့ဒီမှာဘုရားလောင်းကအဲ့ဒီခေတ်ကမိရအောင်လှုပ်တဲ့ပုတ်ခုံပုတ်ချီဆိုတဲ့ဒါနှစ်ခုဥပမာပြုတ်ပြီးတော့မြတ်စွာဘုရားကတက်တာ၃ချောင်းခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီတက်တာ၃ချောင်းမှာတစ်ချောင်းကစိုးလဲစိုးနေတယ်ရေထဲလည်းချထားတယ်ဒါကတစ်ချောင်းနောက်တစ်ချောင်းကတော့စိုးတော့စိုးတယ်ရေထဲတော့မထားဘူးကုန်းပေါ်တင်ထားတယ်ဟောဒါကတစ်ချောင်းနောက်ဆုံးတစ်ချောင်းကျတော့6တွေ့နေတယ်ကုန်းပေါ်မှာလည်းထားတယ်ကဲမီးရဖို့ဆိုရင်ဘယ်ချောင်းကပို့ပြီးမီးရဖို့ရှိလဲနောက်ဆုံးချောင်းကသာမီးရနိုင်တာအဲ့ဒီမှာဘုရားလောင်းကစဉ်းစားတယ်လောကလူတွေတရားဓမ္မကျင့်ကြံအထုတ်ဖို့အသိဉာဏ်ဆိုတဲ့မိထောက်ဖြစ်ပေါ်လာဖို့အတွက်ဆိုလဲဆိုရေထဲလဲချထားတဲ့တစ်သားမျိုးကတော့တစ်ချောင်းမျိုးကတော့ဒုတ်ချောင်းမျိုးကတော့ဘလို့မှမီးမထွက်နိုင်ဘူးပုတ်ချင်နိုင်ပုတ်တဲ့လူကမောသွားလိုက်နော်ဆိုလဲဆိုနေတယ်ရေထဲလဲချထားတယ်ဆိုဘလို့မှမဖြစ်နိုင်ဘူးတဲ့အဲ့တော့ဆိုလဲဆိုတယ်ဆိုတာဘာပြောတာတော့ဆိုကာယစိတ်ဓာတ်ကိုယ်အနေထားကလည်းကာမဂုဏ်အာယုန်တွေထဲမှာနေတယ်
စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစင်မပြတ်ဘူးဟောစိုးနေတဲ့တက်သားနဲ့မတူဘူးလားအဲ့ဒီထဲမှာသူတဏ္ဍာမှာကာမိသန္တာလို့ဆိုတဲ့ကာမဂုဏ်အာယုန်ခံစားခြင်းတဲ့စိတ်တွေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘယ်လိုတစ်တုံးမျိုးလဲဘယ်လိုတစ်ချောင်းမျိုးလဲဆိုလို့ရှိရင်မိသားစုဘဝမှာလည်းလူကိုယ်တိုင်ကလည်းမိသားစုဘဝမှာနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်စိုးနေတယ်နော်မိသားစုဘဝထဲမှာနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားဘယ်လိုမှမီးထွက်ဖို့ရအကြောင်းမရှိဘူးအသိဉာဏ်ဆိုတဲ့မီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်တဲ့တောင်မှပဲဘယ်လောက်ဒုက္ခဖြစ်လဲနော်တချို့ကတရားထိုင်တဲ့အခါဝေဒနာကြော်သွားပြီမနေ့ချိန်ဖိတ်ပြီးတော့ခါနော်ထိုင်တာကြားလာလို့ရှိရင်ဟိုနာဒီနာမခံနိုင်တော့နားလာတယ်ဒါဝေဒနာအဲ့ဒါကိုဩပကမိကဒုက္ခဝေဒနာလို့ခေါ်တယ်လှုပ်လို့ဖြစ်လာတဲ့ဝေဒနာကြိုးစားအထောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာတရားချာထိုင်လို့ရှိရင်ဖြစ်လာတာပဲအဲ့ဒီဩပကမိကဝေဒနာဆိုတာဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမဖြစ်ဘူးကျမ်းမာရေးလည်းကောင်းတယ်တမာရီလည်းမြန်မြန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဝေဒနာဒုက္ခဝေဒနာမဖြစ်ဘူးပေါ့ကဲခုနကတစ်တုံးလေးဟာတစ်ချောင်းလေးဟာဆိုလဲဆိုနေတယ်ရေထဲလည်းချထားတယ်ဒုက္ခဝေဒနာတွေပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့မှနော်ခုနမီးဖြစ်ဖို့ဘယ်လိုမှမဖြစ်ဘူးအဲ့ဒီနဲ့အလားတရံတူတဲ့ပုဂ္ဂိုလ်တရားဟာမိသားစုဘဝမှာလည်းနေတယ်စိတ်ကလည်းမိသားစုနဲ့တန်ရောစင်နေဖြစ်တယ်ကာမဂုဏ်အာယုန်စိတ်တွေကိုလည်းပဲဖယ်ရှားထားခြင်းမရှိဘူးတရားဓမ္မကြိုးပမ်းအထောက်တဲ့အခါမှာလုံလဝိရိယကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာလည်းခံစားရအောင်ပဲဆိုဘယ်လိုလုပ်အသိဉာဏ်ဖြစ်မလို့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီဒုက္ခကိုကြော်ဖို့အမတမခက်တယ်လို့ဒါကဖះဒီအလောင်းကဒါကိုစဉ်းစားလိုက်တယ်အဲ့ဒီထင်တုံမျိုးဆိုရင်ဘယ်လိုမှအသိဉာဏ်မရနိုင်ဘူးတခါဒုတိယတစ်သားချောင်းကိုစဉ်းစားလိုက်တယ်ဆိုတော့စိုးနေတယ်ဒါပေမဲ့လို့ကုန်းပေါ်တင်ထားတယ်သူကစိုးနေတယ်လို့ဆိုတာဘာပြောတာတော့လို့ဆိုကုန်းပေါ်တင်ထားတယ်ဆိုတာဘာပြောတော့ဆိုမိသားစုဘဝမှာတော့မနေဘူးဒါပေမဲ့လို့စိတ်ကကာမဂုဏ်အာယုစိတ်တွေမဖယ်နိုင်သေးဘူးမဖယ်နိုင်သေးတော့ဆိုတော့ဆိုတယ်ရေထဲတော့ချမထားဘူးအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြိုးစားအထုတ်လို့ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေရှိခြင်းရှိမစေမရှိခြင်းမရှိပါစေသူလည်းစိုးနေသည့်အတွက်ကြောင့်တရားတို့တရားမြတ်ရနိုင်ဖို့ဆိုတာအသိဉာဏ်ဖြစ်ပေါ်ဖို့မဖြစ်ဘူးတဲ့မိမရနိုင်တယ်လို့အသိဉာဏ်မဖြစ်နိုင်ဘူးဒုတိယတစ်ချောင်းကလည်းဒုတ်ချောင်းကလည်းမဖြစ်နိုင်ဘူးဟောတတိယတစ်သားချောင်းကိုကြည့်လိုက်တဲ့အခါမှာ6နေပြီလုံးဝ6တွေ့နေ6တွေ့နေတဲ့အပြင်မှာရေနဲ့ဝေးဝေးမှာထားတယ်အဲ့ဒါဘာနဲ့တူတော့ဆို6တွေ့နေတယ်လို့ဆိုရဲကနော်ရေနဲ့ဝေးဝေးထားတယ်လို့ဆိုရဲကမိသားစုဘဝမှာမနေဘူး6တွေ့နေတယ်ဆိုရဲကာမိသန္တာစိတ်တွေလည်းမရှိဘူးကာမဂုဏ်အာယုစိတ်တွေလည်းမရှိဘူးသို့တော့တရားအထုတ်ခြင်းကြောင့်ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတော့ရှိနိုင်တယ်ကြိုးစားအထုတ်လိုက်မယ်ဆိုရင်ခုနကတစ်သားချောင်းကပူပြီးတော့မီးထွက်နိုင်တယ်လို့ပဲအဲ့ဒါလို့ကာမဂုဏ်အာယုန်နေနဲ့ဝေးဝေးကွာကနေတဲ့ပုဂ္ဂိုလ်ဟာကြိုးစားလိုက်မယ်ဆိုရင်ဒုက္ခပဲဖြစ်စေအောင်တော့အတိညာဉ်တွေတော့ပေါ်လာနိုင်တယ်တတ္တိယတစ်သားချောင်းကအဲ့ဒါလို့ဥပမာဟာဘယ်တော့မှခေါင်းထဲမရောက်ဘူးတဲ့ဒီဥပမာဖះလောင်းလေးကညာထဲမှာစဉ်းစားမိလာပါတယ်လို့ဒါလဲသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားတစ်ခုပဲပေါ့အဲ့ဒါလို့ဥပမာညာထဲဝင်လာတဲ့အခါမှာဒုက္ခရစရိယအကျင့်ကိုစပြီးတော့ကျင့်တော့တာနော်ကိုယ်ပိုင်ကျင့်စဉ်တစ်ခုအနေနဲ့အဲ့ဒီခေတ်ကပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်ကိုဦးစားပေးတဲ့အနေအထားရှိသည့်အတွက်ကျင့်တယ်ဘာကျင့်ကိုစပြီးတော့
ကျင့်တာတော့လို့ဆိုတဲ့အခါဒုက္ခရစရိယနော်ဒုက္ခရဆိုတာတမန်ပုဂ္ဂိုလ်တွေမလုံနိုင်တဲ့စရိယအကျင့်ဒုက္ခစရိယလို့ပြောတာမဟုတ်ဘူးဒုက္ခရစရိယနော်ဒုက္ခစရိယဆိုတာဆင်းရဲတဲ့အကျင့်ကိုပြောတာတကယ်အမှန်ရေးရမှာကဒုက္ခရစရိယဒုက္ခရဆိုတာလွယ်လွယ်ကူကူနဲ့မရဘူးခဲရင်ကျင့်ရတဲ့စရိယအကျင့်အဲ့ဒီဒုက္ခရစရိယအကျင့်ကိုကျင့်ဖို့ဘာကစလုံးတုံးလို့ဆိုတော့သူစိတ်ကိုချိုးနေတာစိတ်ကိုချိုးနေတဲ့အလုပ်ကိုစိတ်ကိုပိတ်ဆို့ပြီးချိုးနေတဲ့အလုပ်ကိုစလုပ်တယ်ဟုတ်တယ်လေတရားထုတ်တဲ့အခါကြီးထွက်လေဝင်လေလေးမှတ်ရင်တော့ပါပဲဒီစိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ကာမဂုဏ်အာယုန်တွေကနေတားဆီးလို့မရတာမဟုတ်လားအဲ့တော့ဘုရားကသူတရားကျင့်ခဲ့ပုံကိုပြန်ပြောပြတဲ့အခါမှာဒန္တေပိဒန္တမာတာယအန်ကျိတ်နော်ပြောလေးလုံးလို့မရဘူးအန်ကျိတ်တာအန်ကိုကျိတ်ပြီးတော့မရရအောင်လုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒန္တေပိဒန္တမာတာယဆိုတာသွားပေါ်မှာသွားနဲ့ဖိတယ်ဆိုတာအန်ကျိတ်တယ်ပေါ့ပမာတွေပြောတဲ့စကားအန်ကျိတ်တယ်အန်ကျိတ်ပြီးဇီဝယတာလုံအာဟိစာရှာနဲ့လေအာကောင်ကိုထောက်ထားတယ်မဲတင်းတဲ့သဘောပေါ့နော်အဲ့ဒါလို့လုတ်ပြီးတော့စိတ်ကိုတအားဖိနှိပ်ချုပ်ချယ်လိုက်တဲ့အခါဒီအကျင့်ကိုပထမဆုံးစချက်တယ်စိတ်ကိုတခြားမရောက်အောင်ဖိနှိပ်ပြီးတော့ဆုပ်ပိတ်ချုပ်ချယ်လိုက်တဲ့အခါဘာဖြစ်လာတော့ဆိုခြိုင်းကြားတွေကချွေးတွေပြက်ပြက်ကျလာတယ်တအားကြိုးစားလိုက်တော့ချွေးတွေပြန်လာတယ်ဟုတ်ပြီတကယ်လုပ်ပြီဆိုရင်ချွေးပြန်လာပဲလေချွေးပြန်လာတယ်အဲ့တော့ချွေးပြန်လာတဲ့အခါမှာအဲ့ဒီဒုက္ခဝေဒနာကိုလည်းဒုက္ခဝေဒနာကြောင့်စိတ်ပြက်သွားတာမရှိဘူးတဲ့ဆက်လုပ်ဖို့ပဲစိတ်ထဲမှာအာတန်တယ်ဟာအခက်အခဲတွေတွေ့လာတယ်ဒုက္ခတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဒုက္ခဝေဒနာကိုစိတ်တက်ကြပြီးတော့မသွားဘူးဆက်ပြီးတော့ကြိုးစားအထုတ်ဖို့လောက်လာတယ်ဘုရားလောင်းဆက်ပြီးတော့ကြိုးစားအထုတ်တယ်ဒုက္ခကစိတ်ကိုလာပြီးတော့မလွှမ်းမိုးနိုင်ဘူးတဲ့ဒါနဲ့နောက်တစ်ဆင့်တက်လိုက်တယ်အဲ့ဒါကိုဖယ်ပြီးတော့နောက်တစ်ဆင့်တက်တယ်ဘာလို့တုံးဆိုအပ္ပနကဇံလို့ခေါ်တယ်အာယုန်တစ်ခုတည်းစိတ်ကိုပို့ထားပြီးတော့အသက်ဒီထွက်လေဝင်လေကိုချုပ်တီးတဲ့အကျင့်တစ်ခုကျင့်တယ်ထွက်လေဝင်လေကိုဆိုးပိတ်လိုက်တယ်ပါးစပ်ကလည်းလေးမထွက်အောင်ပိတ်တယ်နှာခေါင်းကလည်းလေးမထွက်အောင်ပိတ်တယ်နားတဲ့ကလည်းလေးမထွက်အောင်ပိတ်တယ်ထွက်လေဝင်လေကိုပိတ်ဆို့ပြီးတော့အန်ကျိတ်ပြီးတော့ထွက်လေဝင်လေကိုမထွက်အောင်ပိတ်လိုက်တယ်ချုပ်တီးလိုက်တယ်ပေါ့နော်ထွက်လေဝင်လေကိုအဲ့ဒါလို့ချုပ်တီးလိုက်တဲ့အခါအခက်ခဲပထမဆုံးဘာဖြစ်လာလဲလို့ဆိုအဓိမတ္တဝါဒမုဒ္ဒနိဥဟနန္တိတဲ့သိပ်ပြင်းထန်တဲ့ဒီလေကခေါင်းထဲမှာလာပြီးတော့တိုးတယ်လို့ဆိုလို့နှာခေါင်းကလေမထွက်ရဘူးနားလေမထွက်ရအပေါက်ရှိရှိပိတ်လိုက်တယ်မဆိုပါစို့ပိတ်ထားလိုက်တယ်ချုပ်တီးထားလိုက်တဲ့အခါကျတော့လေကတိုးမိတိုးရတူးတဲ့အခါခေါင်းမှာလာတိုးတယ်အမှန်တမ်းပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ခေါင်းကိုတူကြီးနဲ့ထုနေသလိုခေါင်းကျိန်းတာဖြစ်လာတယ်သို့တော့အဲ့ဒီဒုက္ခဝေဒနာနဲ့ကြုံရတော့လည်းပဲစိတ်ဓာတ်ကြမသွားဘူးတဲ့ဆက်လက်ပြီးတော့လှုပ်တယ်ဒုတိယဘာအခက်ခဲဖြစ်လာတော့ဆိုအဓိမတ္တတိတဝေဒနာခေါင်းကိုက်တဲ့ယောဂဖြစ်လာတယ်လေကိုချုပ်တီးလိုက်တဲ့အခါကျတော့ခေါင်းတွေဓာတ်ကိုက်လာတယ်အဲ့ဒီခေါင်းကိုက်လာသည့်အတွက်ကြောင့်လဲစိတ်ဓာတ်ကကြမသွားဘူးတဲ့ဒီဒုက္ခကိုလည်းကြော်လွှားအောင်စိတ်ထဲမှာထားနိုင်တယ်အဲ့ဒီလိုချုပ်တီးတော့နောက်ဆက်လက်ပြီးတော့လှုပ်တဲ့အခါမှာဘာဖြစ်လာတော့ဆိုအလုံးကိုပြင်းထန်တဲ့လေကဝမ်းဘိုက်ကိုထိုးဖောက်လာတယ်ဘိုက်ကြီးပွင့်ထွက်သွားနိုင်လောက်အောင်ကိုလေကနေပြီးတော့ထိုးလာတယ်ဘိုက်တွေတအားနာလာတယ်ပေါ့အဲ့ဒီအချိန်မှာလည်းပဲသိခံတဲ့ဒီဒုက္ခဝေဒနာကြောင့်စိတ်ဓာတ်ဟာကြပြီးတော့မသွားဘူးတဲ့
ဆက်ပြီးတော့ပဲကြိုးပမ်းတယ်ဟောနောက်တစ်ခုဘာဖြစ်လာတော့ဆက်ပြီးတော့ကျင့်သုံးလိုက်တဲ့အခါကျတော့အဋ္ဌိမတ္တာကာယသမိဒါဟောအဋ္ဌိမတ္တောကာယသမိဒါဟောခန္ဓာကိုယ်မှာအလုံးကိုပြင်းထန်တဲ့ပူလောင်မှုကြီးတစ်ခုဖြစ်ပေါ်လာတယ်တကိုယ်လုံးပူလောင်လာတယ်အဲ့ဒီပူလောင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကလည်းဘုရားလောင်းရဲ့စိတ်ကိုတုန်လှုပ်ခြောက်ခြားသွားအောင်မတတ်နိုင်ဘူးတဲ့ဒုက္ခကိုကြိတ်မိတ်ပြီးတော့ခံတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုလုံတဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုဝေးလေတွေကိုတားချုပ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးမှာမူးမိုက်ပြီးတော့လဲသွားတာနော်ဒုက္ခရစရိယကျင့်တဲ့ဆိုအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားပြီးတတိတွေပါမေ့သွားလဲသွားတော့မြင်တဲ့နတ်တွေကဘာပြောကြတော့ဆိုရဟန်းဂေါရမတော့သေပြီလဲကြသွားပြီသေသွားပြီဆိုတော့တချို့နတ်တွေကဒါသေတာမဟုတ်ဘူးတဲ့ရဟန္တာဖြစ်သွားပြီရဟန္တာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ရမ်းပြောချတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ရမ်းပြောတာသူတို့လဲနောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုမကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာဘာဖြစ်လာတော့ဆိုလေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ငါကျင့်လိုက်ပြီနောက်တစ်ခုငါထပ်ဆန်းသက်အောင်မယ်ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးချင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဖះလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးချင်းပေါက်ကအစာလာထက်မယ်ဆိုရင်ငါရဲ့အလုပ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံးလိုက်ခုံးပြီးတော့ရေထည့်ကြည့်လိုက်လို့ရှင်အဲ့ဒီလက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ်လက်လေးကိုပက်လက်လှန်လိုက်လက်ဖွားလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးခုံးလေးလှုပ်လိုက်ခတ်ခုံးခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထည့်ကြည့်လိုက်ရင်ဘယ်လောက်ရေဆမလဲအဲ့ဒီအတိုင်းတာပမာဏလောက်လေးကိုသူစားမယ်လို့ဒီနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့ဒီနေ့ကုန်တရားကျင့်အာဟာရဖြတ်ပြီးတော့တရားကျင့်အဲ့လိုတရားကျင့်တဲ့အခါကျတော့အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာအသားရောင်တွေကလည်းတခါတည်းညှို့မဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြိုင်ပြိုင်ချဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြိုင်ပြိုင်ချတဲ့အနေအထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လိုက်လို့ရှိရင်ကြော့ထိအောင်ဘိုက်ကြီးကလည်းချက်နေတာဘယ်လောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်မောင်းတို့ဘာတို့ကိုလက်တစ်ဖက်နဲ့တတ်လိုက်ပဲဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်တဲ့အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေတွင်းထဲကအမှန်တမ်းနဲ့တဲ့ရေတွင်းကိုကြည့်လိုက်လို့ရှိရင်ရေလေးကဟုတ်အောင်မှရှိရတယ်လို့မျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နန်းနန်းတို့နဲ့ကျုပ်ကျုပ်တို့ဒီလိုတွေဖြစ်လာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းဂေါတမဟာအသားတွေညိုသွားတယ်တို့အသားတွေမဲသွားတယ်တို့ဒီလိုမျိုးမျိုးပြောကြတာနော်အဲ့ဒါလို့ပင်ပင်ပန်းပန်းဆင်းရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လည်းပဲသူလိုချင်တဲ့အသိဉာဏ်တစ်ခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်တိယအညောမဲ့ခေါ်ပေါ်တာရအသိဉာဏ်ရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအသိဝင်လာတယ်
အတိဝင်လာတဲ့အခါမှာဘာသွားတတိယလုံးလို့ဆိုငယ်ငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုစိုက်ပြီးတော့ပထမဆန်ရဘူးတဲ့တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတန်လျာမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေ့ကျင့်မှုစွမ်းအားဟာဗဒ္ဓမကြီးမားခဲ့တယ်ခပီးတော်သုတ်တော်ရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတပြေပင်အောက်ဘုရားလောင်းလေးတူးတဲ့တိတ်ထားတဲ့အချိန်အဆောင်တွေကလည်းလေတော်မင်္ဂလာပွဲကိုတွားငေးနေတဲ့အချိန်လေးပါတယောက်တည်းထထိုင်ပြီးတော့ထွက်လေဝင်လေမှတ်ရင်ကနေပထမဆန်ရလာခဲ့ပူတယ်ပေါ့အဲ့ဒါလေးကိုတွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကျင့်နေတာတွေဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအညောမေခောဘောရယအသိဉာဏ်ရဖို့အတွက်အညောမေခောတခြားနိလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြောင်းဖို့ကြိုးစားလာဒီလိုပိန်ချုံပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အင်အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခေတွေကဘုရားအလောင်းရဟန်းဂေါရမအစာလဲပြန်စားရောစိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဗာတရားတို့ကလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတနာတော်ဘက်ကိုပြောင်းသွားကြတယ်ဒါလည်းမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲအဲ့လိုသစ္စကသုတ်တံမှာအော်တိုဘိုင်ယိုဂရာဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဘုရားဟာပြန်ပြီးတော့မင်းရှိတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဖရာဖြစ်သူမရောက်ခင်ကလည်းဘလောက်ပင်ပင်ပန်းပန်းကြိုးပမ်းအထုတ်ခဲ့တယ်ဘလောက်လုပ်ခဲ့ရတယ်ဆိုတာဟာဒီဇာလန်းနေဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်သိတာပါတယ်ဒါကြောင့်မလို့တရားအထုတ်တဲ့အခါမှာအခက်အခဲတွေတွေ့လဲစိတ်မလျှော့ကြနဲ့မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲပင်ပင်ပန်းပန်းဒီလောက်အထုတ်ရတယ်လို့ဆိုတာဒီကြိုးပမ်းအထုတ်မှုလုံးလဝီရိယဆိုတာအင်တန်မှအရေးကြီးတယ်အခုခေတ်တော့အတွေးလေးကချောလာတယ်အေးတသက်တာလို့အတ္တကိလမထာဖြစ်တယ်အတ္တကိလမထာဖြစ်တယ်ပင်ပင်ပန်းပန်းမလုံနဲ့စိန်လေးနဲ့အထုတ်ခိုင်းလို့မရဘူးနော်အေးအဲ့ဒါလို့ကြိုးစားအထုတ်မှရနိုင်တယ်လုံးလဝီရိယဆိုတာအယုကြည်ကြည်အေးခမ်းခမ်းကြိုးပမ်းအထုတ်ရမယ်လမ်းစဉ်မှန်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီးလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အတ္တမခက်ခဲလာတယ်ဆိုတာသိရှိကြီးညိုကြပြီးဘုရားမြတ်စွာရဲ့ခုံတွေကိုအာယုံပြုကာမိမိတို့ရဲ့လုံလဝီရိယတွေတိုးတက်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ချမ်းသာစိတ်ချမ်းသာတို့ရပြည့်ပါစေ
သက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခတကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူဝဲကြုံဖူးပွင့်ညာကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယလန်တို့သည်ကဝါယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း